အားလုံးပဲမင်္ဂလာပါကျမဒီနေ့ပြပချင်တာတော့ကျမညအိတ်ချာဝင်တဲ့ချိန်တိုင်းဖတ်တဲ့ information ရှိတယ်ဖတ်တဲ့စာတမ်းပေါ့စာသားစာတမ်းပေါ့နော်အဲ့စာပါလဲဆိုတော့အခုကျမပြတာပြီးဒီအပေါ်မှာကျမအဲ့ရပြီးနာကရေကိတ္တာအပေါ်မှာကျမကတ်ထားတယ်ကျမညတိုင်းကျမဖတ်လို့ရှိတယ်အဲ့စာပါလဲဆိုတော့ကျမဖြစ်တယ်လို့ပဲလုံးဝနေပြီကျမချစ်ချင်းတန်မိုးထားခြင်းငြိမ်းချမ်းမှုကိုခံယူဖွယ်ရှိတဲ့တူပါကျမကိုယ့်အတွင်းစိတ်နဲ့ညီညွတ်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မယ်လို့ကိုယုံကြည်ပါတယ်ကျမရဲ့အနှောက်အမြဲတွေကကျမကိုတန်ဖိုးမရှိတဲ့တူမဖြစ်စေပဲလူသားတယောက်အဖြစ်ပြောပြနေတာပါအရင်ကြိုက်ဒီစကားလုံးပြီးတော့ကိုတခြားလူတွေနဲ့နှိုင်းယှဉ်ဖို့လိုအပ်ချက်ကိုကျမအမြဲတမ်းလုပ်ပေးလိုက်တယ်ကျမဒီကဘာပေါ်အတွင်းမှာကိုယ့်အတွက်နေရာယူခွင့်ရှိတယ်လို့ကိုယ့်အတန်ကိုလည်းအတောင်ဖြစ်ခွင့်လည်းရှိပါတယ်အထီးကျမအတွက်လိုအပ်တာတွေကိုတာဝန်ခံစွာလိုက်နာတန်ဖိုးထားတယ်အဖြစ်ခံရမယ်လို့လည်းမတွေးပါတောင်းပန်စရာလည်းမလိုပါဘူးနေ့တိုင်းကျမပို့ပြီးခံယူမှတန်မာတဲ့ကိုပိုင်ပုံစံတစ်ခုအဖြစ်ပြောင်းလဲတိုးတက်လာနေတယ်ကျမကိုယ်တိုင်ကိုချမှတ်ပြီးချစ်ချင်တဲ့အတူတိုးတက်သွားဖို့ယူပေးချင်တယ်ကျမဖြစ်လာတဲ့တူကိုဂုဏ်ယူပါတယ်ဒီစကားကျမညတိုင်းအဲ့ရဝင်ခါနေတယ်ကျမရုပ်ဖက်လေးရှိတယ်ရုပ်ဖက်တဲ့ချိန်တိုင်းပဲအရင်ပဲလောဟတ်တီလောကြိုက်တယ်ဒီနေ့တော့လုပ်တယ်